ကျွန်တော်တို့ရှားတော့ကြတဲ့ဖွဲ့စည်းကဘာသာပြန်ထားပြီးတဲ့စာရွက်ဆန္ဒတွေအားလုံးနံပါတ်1အာမခံချက်ရှိတယ်နော်အာမခံချက်ဆိုတာဒီလိုပေါ့လာမဲ့တစ်ချိန်ကြရင်စာရွက်ထဲကအမားအယွင်းတချို့တလေတွေ့တယ်ဆိုလို့ရှိရင်တော့အခမဲ့ပဲပြန်ပြီးတော့ပြပြင်ပေးတယ်နော်နံပါတ်2အချက်ကလေကျွန်တော်စကပြန်ကိုနိုင်ကဆိုင်းထိုးထားပေးတယ်အဖွဲ့စည်းနာမည်နဲ့တုံးတယ်ကျွန်တော်အဖွဲ့စည်းလိပ်စာနဲ့အတုံးပြုတယ်ဒီလိုလောက်ထင်အားဖြင့်ကျောင်းမှာပဲဖြစ်စေ USCIS ရုံးမှာပဲဖြစ်စေ passport ရုံးမှာပဲဖြစ်စေများတော့အဖြစ်ကျွန်တော်ဘာသာပြန်ထားပေးတဲ့စာရွက်ဆန္ဒတွေအားလုံးတို့လက်ခံတယ်နော်69.99တော့အဖွဲ့အစည်းတွေအားလုံးကကျွန်တော်ဘာသာပြန်ထားပေးတဲ့စာရွက်ဆန္ဒတွေအားလုံးကိုလက်ခံတာပေါ့အခုလောဆယ်ထိုင်းဘာသာကနေအင်္ဂလိပ်လိုဘာသာပြန်ပေးလဲရတယ်ဒါမှမဟုတ်ရင်မြန်မာကနေအင်္ဂလိပ်လိုဘာသာပြန်ပေးလဲရတယ်နော်ကျွန်တော်တို့အဖွဲ့အစည်းကဘာသာပြန်ပေးတယ်ဆိုလို့ရှိရင် original ကရှိထားတဲ့ဇေယျတွေအတိုင်းပဲကျွန်တော်တို့ဇေယျတိတိကျကျပြန်ပြီးတော့လောက်ထားပြီးတယ်ဒီလိုဇေယျအတိအကျနဲ့ဘာသာပြန်ပေးတယ်ဆိုလို့ရှိရင်တော့များတော့အဖြစ် USCIS ပဲဖြစ်စေ passport ရုံးပဲဖြစ်စေကလေးအတွက်အကြောင်းစင်းတွင်းပေးတာပဲဖြစ်စေဒီရုံးတွေနော်ဒီအဖွဲ့အစည်းတွေအားလုံးကဒီစာရွက်တွေကိုတွေ့လို့ရှိရင်ပိုလက်ခံတာများတာပေါ့အခုကျွန်တော်ပြပေးတဲ့စာရွက်ကမိသားစုတစုကကလေး2ယောက်အတွက်ဘာသာပြန်ထားပေးစင်ချေလို့ကျွန်တော်တို့ဘာသာပြန်ထားပေးတာဖြစ်တယ်ဒီဦးချင်းစီကိုမိတူနှစ်ဆောင်ဖိတ်ထုတ်ထားပေးပါတယ်စာတိုက်ထဲမှာမကြခင်မှာတွားပြီးတော့သူတို့စီကျွန်တော်ပို့ပေးမှာဖြစ်တယ်လူချင်းမင်းတို့လည်းဘယ်ပြည်နယ်ဘယ်မြို့ဘယ်နေရာဘယ်ဒေသမှာပဲနေအထူးသဖြင့်ဆိုရင်အမေရိကန်မှာရှိတဲ့ကျွန်တော်မြန်မာတိုင်းသားတွေပဲပေါ့နော်ကိုယ်ကလေးအတွက်မွေးစေးဘာသာပြထားပေးခြင်းတဲ့ solution တော့အချိန်မီဒီဖုန်းနံပါတ်ထဲမှာစာရေးလာပါအကောင်းဆုံးတော့စာအုပ်ဆုံးရေးလာဖုန်းခေါ်လာလို့ကျွန်တော်မကင်မိဘူးဆိုရင်စကားပြောထားပေးအားရနဲ့အများဆုံးစာပြရေးမယ်ဟုတ်ရင်ဖုန်းပြခေါ်မှာပေါ့